တယ်မှုနဲ့ရှင်းပြလို့မြင်ပြလိဒီကရှင်းပြတော့အကျဉ်းခီကလာခီမရရဲ့ပေါ့450သိန်း450သိန်း29,900ယရဏမြတ်သောဘာတို့ဘောယူအတည်လီအမြတ်လက်ဆုံးမှု၍ရှိကိုပူဇော်ပူမြတ်မှလျော့ကတော်ရသောကုသိုလ်ကံစေရနာတို့ကြောင့်ဗေဒီမာကတုမယပြည့်ရှိပါယသူမျိုး၅ပါးဝိပါလိတရား၄ပါးပြဿနာတရား၅ပါးအနာမျိုးကုသိုလ်၆ပါးတို့မှာကိလုံငြိတိသာဖြစ်၍အဆုံးစွန်သောဘဝနဲ့ပင်တရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်များကိုလင်းဉဏ်သောစွာရောက်လွယ်ရလွယ်နိုင်ကြသည်ဖြစ်စေဘုရားပိရိယမြစ္ဆဗမာတထနာဝိရမဏိသက္ကပတံသမာတိယာမိဣဒံမေဘုံညာအသောဝခေယံဝဟံဟောတုဣဒံမေဘုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဣမာနိတိသရဏိနသဟတေသသီလံသတ္တဗံကတဝါဓမ္မံအပမတိနသံပါတိထာဒေဝနာသာဘာသံဃာလူဘဝိလာသရာဒုခိဘဝန္တုတိသံသာရာဝုဒ္ဓဒုက္ခတောမောသနာထာယသဗ္ဗရိဝါရံဣမံကတိနာစီဝရံသံဃာသေမဣမိနာဇီဝရေနအထာရတုခိတော်မူပါအရှင်ဘုရားကတ္တုကိုကြည့်တွေနိုင်တဲ့ကျိုးလက်ပြကျော်လီရဲ့ပฏิကံပจุကနောအထလလဟယောကိုင်ကုံတော်ရံပြာဖတ်လို့ဘဝဒါလည်းနေလလောင်းဝိဒါကထေမတိတေကာလည်းသုပေါင်းမဟာဘုဂထေမဘောယုမဝိဒါတက္ကချာကလုံးခုဝဒါအလူချာကဘာမိုင်ကထိုင်နိုနတိတိချုနာတက္ကထာကောဝေပိသဝါတိနောအနန္တစိနတာနမောဝေပိသဝါတိနောအနန္တစိနတာနမောဝေပိသဝါတိနောစိနတာဝေပိသဝါတိနောယာယနာဝေချမ်းစိတ်ပြဝေပန္တိရှိပြီသောအနန္တစိနတာ
တိုင်းမတိယုံမှာဘောတရားတို့ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဝံမောကာယဝစီမနောချီလျက်ယုဇနီလူကျိုးသောမူ၍ဒီကိုပါဤညစွာဘုရားကဲပါလူဘာဝတုတ်ဒီသာကုသိုလ်ကအကုသိုလ်ကံကို၎င်းကမ္မဝိပါကိသကုသိုလ်ကံကောင်းသောအကျိုးအကုသိုလ်ကံမကောင်းကျိုးတို့ကို၎င်းတတ္တရာမယုတ်ကြပါကုန်ရဲ့ခြင်းပဲသတ္တဧကမယုတ်ကြပါကုန်သည်ဖြစ်၍တိသရဏိနာသရဏကောသောပါနေသာလူတော်ကွာယေဇဂတိကရိအင်္ဂါငမနိပြစ္ဆောသောသီလတော်မြတ်လုံးသောသမတိယာမကောင်းစွာပဲယူသောပြပါကုန်ရဲ့ခြင်းပဲတန္တရာတဏခြင်းလေသက်သာတော်လည်းကိုသည်ရှိသောအဘယတိဒုက္ခအပေသာရှိသောဝစေပေါင်းတို့မှာဝိမုဒ္ဒကိလုံကြကိုဒီပွေမှာဖြစ်ရလိုပါကုန်ရဲ့ခြင်းပဲဘုရားသာသနာဘုရားမြတ်စွာဘုရားတော်မြတ်ကြီးကိုအလုံးကံမှာချင်းမြောက်ရလိုပါကုန်ရဲ့ခြင်းပဲဤနမုယဘာဂိုင်းသူယနေ့ယကိုလူတရားတော်ဘုသောကောင်းမှုတို့ဘုရားကအညာယူတော်မူရာဘုရားBerarti karena dengan baca ya, moga-moga saya lagi dulu.